တောအုပ်နာမရှိတဲ့လေကွင်းတစ်ခုမှာတောအုပ်ကြီးတအုပ်စုဝေးနေထိုင်နေကြတယ်။တနေ့မှာဝမ်ဘလီတကောင်ကသိုးတွေကိုမြင်တဲ့အခါမှာသိုးတွေကိုစားခြင်းလို့အကြံတစ်ခုထုတ်လိုက်တယ်။အဲ့ဒါကတော့သိုးရီကိုဝစ်ပြီးသိုးအုပ်ထဲဝင်သွားခြင်းဖြစ်တယ်။သိုးတွေကမတိရှာပဲသူ့ကိုမိတ်ဆွေတယောက်လိုလက်ခံလိုက်ကြတယ်။ဝမ်ဘလီကတော့ညတိုင်းသိုးတကောင်ချင်းစီကိုလှူဝတ်လာနေကြတာပေါ့။ဒီနေ့မှာတော့တိုးလီတကောင်ကဝမ်ဘလီရဲ့မတန်တရားစရာတွေကိုသတိထားမိလာတော့တယ်။နောက်ဆုံးမှာဝမ်ဘလီဟာသူ့ရဲ့ဖုံးကွယ်ထားတဲ့အမှန်တရားကိုဖော်ထုတ်ခံလိုက်ရပြီးတိုးတွေရဲ့အတူတကွတိုက်ထုတ်ခြင်းကိုခံလိုက်ရတယ်။ဝမ်ဘလီလည်းဒဏ်ရာများစွာနဲ့တောအုပ်ထဲကိုပြေးဝင်သွားရရှာတယ်။ဒီပုံပြင်လေးကတော့ဒီလောက်ပါပဲ။မကောင်းတဲ့ဒူတွေဟာမကြာခဏကောင်းတဲ့ဒူလိုမျက်နှာဖုံးဝတ်ထားပြီးလှည့်စားတတ်ကြသည်။တချို့လူတွေဟာကောင်းတဲ့ပုံပေါ်နေကြပေမဲ့အတွင်းမှာတော့မကောင်းတဲ့စိတ်တွေကိုဖုံးကွယ်ထားတတ်ကြတယ်။မျက်နှာပေါ်ကအပြုံးကိုမယုံပါနဲ့။တချို့အပြုံးတွေဟာမကောင်းမှုကိုဖုံးကွယ်ထားတတ်တယ်။တခါတရံအန်ဒီရဲ့အရှိဆုံးသူတွေဟာအကောင်းဆုံးမျက်နှာဖုံးကိုဝတ်ထားကြသူတွေဖြစ်တတ်ကြတယ်။တိုးရည်ဝတ်ထားတဲ့ဝမ်ဘလူလိုပဲမကောင်းတဲ့သူတွေဟာကောင်းတဲ့ပုံစံနဲ့လှည့်စားကြတယ်